ဘိုးတွေကတော့ကောင်းနေတော့မယ်ဒါပေမဲ့လို့ order တွေကတော့မရသေးဘူးဗျကျွန်တော်တို့အယောင်းဆိုင်တွေတော်တော်များများစီရနေပြီးတော့မှ standard site တွေ ready made site တွေရဲ့အလန့်မာနေရတယ်ရှိနေရတော့မယ်ဆိုတော့ဒီချိန်မှာကျွန်တော်အယောင်းဆိုင်တွေကိုဗာပြောချင်လဲဆိုလို့ရှိရင်လေဗရင်းတကားနဲ့ပတ်သက်ပြီးတော့အရှိရှိမှလည်းဈေးနှုန်းတွေအရန်အပြောင်းလဲတွေများခဲ့အကြောက်အသွင်ကိစ္စတစ်ခုက customer စီက order လက်ခံထားပြီးသွားတော့မှပစ္စည်းတွေတက်သွားတာမျိုးပစ္စည်းမရတော့တာမျိုးပြဿနာတွေကြုံရတတ်တယ်အဓိကအဲ့လိုမဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ရောင်းပေးနေတဲ့ supplier နဲ့ကိုယ်နဲ့ကြားမှာ connection ကောင်းကောင်းရှိဖို့လိုတာပေါ့နော်ကျွန်တော်စီကဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေ customer တွေအားလုံးကိုကျွန်တော်ကူညီပြနိုင်တာလေးတစ်ခုကကျွန်တော်တို့ MHM မှာလက်ရှိဖွင့်နေတဲ့ပေါက်သေးလေးတွေရှိတယ်ဥပမာ PVC စကားဆိုလို့ရှိရင်တော့အတပေကိုဘယ် size လဲဘယ်လောက်ဖွင့်ပါတယ်အလူမီနီယံတကားဆိုလို့ရှိရင်လည်းဘယ် CD တွေရတယ်ဘယ်လောက်ဖွင့်ပါတယ်ဆိုတဲ့ဟာလေးတွေကျွန်တော်တို့ကအများနဲ့ notice ပေးနေမယ်သိပေးနေမယ် plan လေးတစ်ခုရှိတယ်ပေါ့နော် Viber နေပြီးမှကျွန်တော်အများနဲ့အဲ့ဒါလေးတွေပို့ပေးလို့ရပါတယ်ကျွန်တော်တို့ပေးနေတဲ့ offer လေးတွေဘယ်လိုလေးရှိနေတယ် discount plan လေးတွေဘာလေးတွေရှိနေတယ်ဘယ်ဟာတွေကတော့ stock ဝင်ထားတယ်ဘာတွေ item အသစ်တိုးထားပါတယ်ကျွန်တော်တို့အကုန်လုံးပြောပေးလို့ရပါတယ်အဲ့လိုမျိုး information တွေရချင်တဲ့ customer တွေများပါခဲ့မယ်ဆိုလို့ရှိရင်ချက်ပေါက်မှာဖုန်းနံပါတ်လေးပို့ပေးပါကျွန်တော် Viber ဖုန်းလေးပေါ့ငါတို့ဒီချိန်မှာတော့ရောင်းမယ်ဆိုရင်ဘယ်ဈေးကတော့ရောင်းတင်တယ်ဘယ်ဟာတွေကတော့ပစ္စည်းတွေရနိုင်တယ်ဘယ်ဟာတွေကတော့ဘယ်ဈေးဖြစ်နေပြီဆိုတာအမြဲသိနေရပြီဖြစ်တဲ့အတွက်ကြောင့်မလို့မရှုံးတော့စိတ်ဝင်စားတဲ့ customer များကျွန်တော်တို့ချက်ပေါက်လေးမှာဖုန်းနံပါတ်လေးပေးဖို့အတွက်မြစ်တာရက်ခံပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ